မင်္ဂလာပေါင်းနဲ့ခါညောင်းကြပါစေရှင်အမရာ channel ကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ကျေးလက်လန်းဖွံ့ဖြိုးရေးဥပဒေအကြောင်းပဲဖြစ်ပါတယ်ဒီဥပဒေကိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်38/2025ဖြင့်2025ခုနှစ်မေလ16ရက်နေ့မှာပြဋ္ဌာန်းလိုက်တာပဲဖြစ်ပါတယ်ဒီဥပဒေအရကျေးလက်လန်းဆိုတာကတော့အမဝါယမနဲ့ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကတာဝန်ယူဆောင်ရွက်သောကုန်ထုတ်လန်းနှင့်တရားများမှအပကျေးရွာချင်းတော်၎င်းကျေးရွာနှင့်မြို့တော်၎င်းကျေးရွာနှင့်လမ်းမကြီးတော်၎င်းဆက်သွယ်ရန်အစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့်ဖောက်လုပ်ထားပြီးဝင်ကြီးဌာနကကျေးလက်လန်းအဖြစ်အမိန့်ကြော်ညာစာထုတ်ပြန်သတ်မှတ်ထားသည့်လမ်းကိုဆိုလိုပါတယ်ဒီစကားရက်မှာလမ်းဤတစ်ဖက်တစ်ချက်စီမှာရှိတဲ့လမ်းနဲ့နမိတ်များနဲ့ရင်းလမ်းမှာရှိတဲ့တရားများလည်းပါဝင်ပါတယ်ကျေးလက်လန်းလုပ်ငန်းဆိုတာကတော့ကျေးလက်လန်းကိုဖောက်လုပ်ခြင်းတိုးချဲ့ခြင်းအဆင့်မြင့်တင်ခြင်းပြုပြင်ခြင်းသို့မဟုတ်ထိန်းသိမ်းခြင်းဆောင်ရွက်သည့်လုပ်ငန်းကိုဆိုလိုပါတယ်ကျေးလက်လန်းစီမံကိန်းဆိုတာကတော့ကျေးလက်လန်းလုပ်ငန်းများဆောင်ရွက်ရန်အစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့်ရေးဆွဲထားသောနှစ်တိုသို့မဟုတ်နှစ်ရှည်စီမံကိန်းကိုဆိုလိုပါတယ်လမ်းနဲ့နမိတ်ဆိုတာကတော့ကျေးလက်လန်းအဆင့်အတန်းလိုက်ဝင်ကြီးဌာနကအမိန့်ကြော်ညာစာထုတ်ပြန်သတ်မှတ်ထားသောကျေးလက်လန်းအကျယ်ကိုဆိုလိုပါတယ်ဒီဥပဒေထုတ်ပြန်ရခြင်းရဲ့ရည်ရွယ်ချက်တွေကတော့နိုင်ငံတော်အတွင်းကျေးလက်ဒေသများလမ်းပန်းဆက်သွယ်မှုကောင်းမွန်လွယ်ကူစေပြီးဗတ်စုံဖွံ့ဖြိုးတိုးတက်စေရန်ကျေးလက်ဒေသနေပြည်သူများ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက်ကျေးလက်လမ်းများဖွံ့ဖြိုးတိုးတက်ပြီးရေရှည်တည်တံ့စေရန်ကျေးလက်ဒေသဖွံ့ဖြိုးရေးအခြေခံမှုများနဲ့အညီကျေးလက်လမ်းများဖွံ့ဖြိုးတိုးတက်ကောင်းမွန်လာစေရေးအတွက်မဟာဗျူဟာချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ရန်ကျေးလက်လမ်းလုပ်ငန်းများကိုစနစ်တကျဆောင်ရွက်နိုင်ရန်ကျေးလက်လန်းအသုံးပြုခြင်းနဲ့ဆက်လင်း၍စနစ်တကျကြီးကြပ်ကွပ်ကဲနိုင်ရန်တဘာဝဘေးအန္တရာယ်ကြားရောက်ချိန်များတွင်ဘေးအန္တရာယ်ကြောင့်လမ်းမဆက်သွယ်မှုမပြတ်တောက်စေရေးဆောင်ရွက်ပေးရန်ကျေးလက်လန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက်ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများပုဂ္ဂလိကကဏ္ဍများနှင့်ပူးပေါင်းဆောင်ရွက်ရန်တို့ပဲဖြစ်ပါတယ်မည်သူမဆိုဦးစီးဌာန၏ခွင့်ပြုချက်မရှိဘဲကျေးလက်လန်းကိုဖျက်ဆီး၍တစုံတရာဖောက်လုပ်ခြင်းသို့မဟုတ်ဆောက်လုပ်ခြင်းကျေးလက်လန်းပျက်စီးစေရန်တနည်းနည်းဖြင့်ဆောင်ရွက်ခြင်းစတဲ့ပြုလုပ်မှုတရရက်ကိုကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျင်ထိုသူကို3နှစ်ထိထောင်ဒဏ်ဖြစ်စေအနည်းဆုံးကျပ်9000မှအများဆုံးကျပ်3သိန်းထိငွေဒဏ်ဖြစ်စေဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်အပြင်ကျေးလက်လန်းပျက်စီးဆုံးရှုံးမှုရှိပါကပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုပေးလျော်စေရမည်ဆိုတဲ့အကြောင်းပုံမှန်12မှာပြဋ္ဌာန်းထားပါတယ်ပုံမှန်73မှာဆိုရင်မည်သူမဆိုကာကြီးဦးစီးဌာန၏ခွင့်ပြုချက်မရှိဘဲလမ်းနဲ့နမိတ်အတွင်းအဆောက်အဦဆောက်လုပ်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျင်ထိုသူကိုအနည်းဆုံးကျပ်3သိန်းမှအများဆုံးကျပ်9သိန်းအထိငွေဒဏ်ချမှတ်ရမည်အပြင်ရင်းအဆောက်အဦအားလည်းဆောက်လုပ်သူ၏စရိတ်ဖြင့်ချက်ရှင်းဖယ်ရှားစေရမှာပဲဖြစ်ပါတယ်ခါခွေပုံမှန်ခွဲကကြီးပါပြစ်မှုကိုထပ်မံကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျင်ထိုသူကိုအနည်းဆုံး6လမှအများဆုံး1နှစ်အထိထောင်ဒဏ်ချမှတ်ရမည်အပြင်အနည်းဆုံးကျပ်3သိန်းမှအများဆုံးကျပ်30သိန်းထိငွေဒဏ်ချမှတ်ရမည်လို့လည်းပြဋ္ဌာန်းထားပါတယ်ပုံမှန်14မှာဆိုရင်မည်သူမဆိုအောက်ပါပြုလုပ်မှုတရရက်ကိုကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျင်ထိုသူကို6လအထိထောင်ဒဏ်ဖြစ်စေအနည်းဆုံးကျပ်9000မှအများဆုံးသိန်းထိငွေဒဏ်ဖြစ်စေတန်နှစ်ရက်လုံးဖြစ်စေချမှတ်ရမည်အပြင်ကျေးလက်လန်းပျက်စီးဆုံးရှုံးမှုရှိပါကပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုပေးလျော်စေရမည်ကာကြီးကျေးလက်လန်းလုပ်ငန်းကိုနှောက်ယှက်ခြင်းသို့မဟုတ်ဟန်တားခြင်းကာကွယ်ကျေးလက်လန်းပေါ်တွင်ဦးစီးဌာနကသတ်မှတ်ထားသောမောင်းနှင်သွားလာခွင့်မပြုသည့်ရှင်ဘိန်းမျိုးအစားသို့မဟုတ်ဝင်းတင်အလေးချိန်ပါရင်ကိုမောင်းနှင်ခြင်းကငယ်လမ်းနဲ့နမိတ်အတွင်းဦးစီးဌာန၏ခွင့်ပြုချက်မရှိဘဲတစ်ပင်ကိုခုတ်လဲခြင်းသို့မဟုတ်ဖျက်ဆီးခြင်းဂါကြီးလမ်းနဲ့နမိတ်အတွင်းလမ်းတရားနှင့်မြေပြင်အနေအထားကိုပြောင်းလဲစေရန်သို့မဟုတ်ပျက်စီးစေရန်ပြုလုပ်ခြင်းငါလမ်းနဲ့နမိတ်အတွင်းကြော်ညာဆိုင်ပုတ်စိုက်ထူခြင်းတို့ပဲဖြစ်ပါတယ်ပုံမှန်15အရာဆိုရင်မည်သူမဆိုအောက်ပါပြုလုပ်မှုတရရက်ကိုကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျင်ထိုသူကို3လအထိထောင်ဒဏ်ဖြစ်စေအနည်းဆုံးကျပ်1000မှအများဆုံးကျပ်3သိန်းအထိငွေဒဏ်ဖြစ်စေတန်နှစ်ရက်လုံးဖြစ်စေချမှတ်ရမည်အပြင်ကျေးလက်လန်းပျက်စီးဆုံးရှုံးမှုရှိပါကပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုပေးလျော်စေရမည်ကာကြီးကျေးလက်လန်းများပျက်စီးခြင်းမှကာကွယ်ရန်သတ်မှတ်ထုတ်ပြန်ထားသည့်တားမြစ်ချက်တရရက်ကိုဖောက်ဖျက်ကျူးလွန်ခြင်းခါခွေကျေးလက်လန်းများပေါ်တွင်လှဲသို့မဟုတ်တရိษံများဖြတ်တန်းသွားလာခြင်းသို့မဟုတ်ရနာခြင်းနှင့်ဆက်လင်း၍သတ်မှတ်ထားသည့်စီကံချက်တရရက်ကိုဖောက်ဖျက်ခြင်းကငယ်
ကျေးလက်လန်းပေါ်တွင်သွာလာမှုကိုအနှောက်အယှက်ဖြစ်စေနိုင်သည့်သို့မဟုတ်ဘေးအန္တရာယ်ဖြစ်စေနိုင်သည့်ပစ္စည်းကိုတမင်ထားရှိခြင်းပုံမှန်16မှာဆိုရင်မည်သူမဆိုတရားရုံးကချမှတ်သောရော်ချင်းငွေကိုဦးစီးဌာနသို့ပေးဆောင်ရန်သို့မဟုတ်ကျေးလက်လန်းကိုမူလအနေအထားအတိုင်းပြန်လည်ပြုပြင်ပေးရန်ပြက်ကွက်ပါကထိုသူကိုအနည်းဆုံး6လမှအများဆုံး1နှစ်အထိထောင်ဒဏ်ချမှတ်ရမယ်လို့ပြဋ္ဌာန်းထားပါတယ်။ပုံမှန်19မှာတော့ဝင်ကြီးဌာနသည်ကျေးလက်လန်းနှင့်တရားအသုံးပြုကကောက်ခံခြင်းကိုလမ်းနှင့်တရားအသုံးပြုခြင်းဆိုင်ရာဥပဒေနှင့်အညီဆောင်ရွက်ရမယ်လို့ပြဋ္ဌာန်းထားပါတယ်။ပုံမှန်20မှာတော့ဤဥပဒေပါပြစ်မှုများကိုရဲရဲယူပိုင်ခွင့်ရှိသောပြစ်မှုများအဖြစ်သတ်မှတ်ကြောင်းပြဋ္ဌာန်းထားတာတွေ့ရပါတယ်ဆိုတဲ့အကြောင်းဥပဒေရေးရာဘူးတုတအလို့ငါအမေရာ channel ကမျှဝေပေးလိုက်ပါတယ်အားလုံးတောကကင်းဝေးရှင်လန်းကျမ်းမာကြပါစေ